ဘာဖြစ်လဲရှုံးနေပြီးတော့ဆိုပြဆက်လို့တေးစိတ်တဲ့အာကာပြင်ကိုတေးစိတ်တဲ့အာကာပြင်ကိုငေးကြည့်ကရဲ့ဆက်လို့လွမ်းနေမလားကွယ်တော့ကြပြားဆန်းဆန်းလေးဆိုရမှာလေတကယ်ကတော့ကြပြားကိုလောက်ထားတဲ့ပုံစံမျိုးရေတွေ့ရင်မင်းလွမ်းနေမလားကွယ်ဒါပဲမင်းလွမ်းနေမလားကွယ်မစွဲနဲ့နော်ရေတွေ့ရင်မင်းလွမ်းနေမလားကွယ်နေမလားကွယ်တော့လာအောင်မစွဲနဲ့မင်းလွမ်းနေမလားကွယ်အေးမလားကွယ်အဲ့လိုလေးစိုးပေါက်လေးထည့်လိုက်နော်မင်းလွမ်းစောက်ဖို့ထဲစောက်ဖို့ထဲအဲ့ဒါဘယ်လိုတင်လာတော့